ရဲ့စွန့်ပစ်ပစ္စည်းတွေဒီစွန့်ပစ်ပစ္စည်းတွေကိုចောင်းသားလူငယ်လေးတွေအနေနဲ့ဒီစွန့်ပစ်ပစ္စည်းတွေကနေပြီးတော့အပေါ်ငွေရအောင်လူအများစိတ်ဝင်စားမှုရှိအောင်ဒီလိုပစ္စည်းလေးတွေကိုဘယ်လိုဖန်တီးနိုင်မလဲဖန်တီးမှုရအခွင့်အလမ်းတွေဘယ်လိုလုပ်ဆောင်မလဲပေါ့နော်ဒီမေးခွန်းလေးကိုဖြေကြားဖို့ရတဲ့ Riven ကိုဖိတ်ခေါ်ပါတယ်ရှင် စွန့်ပစ်ပစ္စည်းတချို့ကအမိုက်အစားကုန်ကျလည်းဖြစ်နိုင်ပါတယ်နော်ကျမကတော့ကျောင်းသားတွေအတွက်စွန့်ပစ်ပစ္စည်းကနေငွေရရှိနိုင်တဲ့နည်းလမ်း၃ခုလောက်စဉ်းစားမိပါတယ်ပထမတစ်ခုကတော့ upcycling လို့ခေါ်တဲ့ထုတ်ကုန်တွေဖန်တီးကြပါဒီတစ်ခုကကျောင်းသားတွေရဲ့ creative ဒီပေါ်မူတည်ပြီးတော့အမျိုးမျိုးဖြစ်နိုင်ပါတယ်ဥပမာ coffee အိတ်တွေတစ်ခါသုံးပိုက်တွေနဲ့ဖြာအိတ်နဲ့ချင်းနှောင်းတွေရဲလုပ်လို့ရပါတယ်ပလတ်စတစ်ဘူးခုတွေကိုလည်းဆေးရောင်ရှည်အလှဆင်ပုံပေါ်ပြီးပန်းဆိုင်အိုးလေးတွေဖြစ်ဖြစ်ခဲတံဘောပင်ထဲတဲ့ဘူးလေးတွေဖြစ်ဖြစ်လုပ်လို့ရပါတယ်ဒုတိယတစ်ခုကတော့ကျောင်းဝန်းထက်ကတရက်ချောက်တွေကိုစုပြီးနေဆေးလုပ်လို့ရပါတယ်တတိယတစ်ခုကတော့ recycling ban လို့ခေါ်တဲ့စွန့်ပစ်ပစ္စည်းတွေကိုစနစ်တကျခွဲခြားပြီးစုပေါင်းရောင်းချတာပါတယောက်ချင်းစီကလာဝင်မဲ့သူကိုဆောင်ပြီးရောင်းတာထက်ဆိုင်ရင်တကြောင်လုံးကထွက်တဲ့စက်ကူပလတ်စတစ်တံဘူးတွေကိုစုပြီးတရက်ရောင်းတာကပိုပြီးတော့လည်းအဆင်ပြေပါတယ်နောက်ဆုံးအနေနဲ့ဖြစ်ဆက်ပြောချင်တာကတော့ကျောင်းသားတွေအနေနဲ့ပစ္စည်းတစ်ခုကိုရောင်းတဲ့အခါပစ္စည်းတစ်သက်ကိုပဲရောင်းတာထက်သူ့ရဲ့နောက်ွယ်ကတန်ဖိုးကိုလည်းတွဲပြီးရောင်းစေချင်ပါတယ်ဥပမာဝယ်ယူအားပေးခြင်းဖြင့်တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတင်ပါဝင်လိုက်ပါဆိုတာမျိုးပေါ့နောက်တော့မေးခွန်းလေးတစ်ခုကကြတော့ပေါ့နော်ကိုယ့်အိမ်မှာပဲเนาะကိုယ့်ရဲ့အိမ်မှာပဲစတင်နိုင်တဲ့အလွယ်ကူဆို green habit ဒီတစ်ခုကိုပြောပြပေးဖို့ရအတွက်ငဲကိုဖိတ်ခေါ်ပါရရှင်ပြောပြပေးပါဦးဟုတ်ကဲ့ပါရှင်အိမ်မှာစတင်လို့ရတယ်လို့ပြောရဆိုတော့လူတွေတော်တော်များများလက်တွေ့ရှုကြတဲ့အမိုက်ပြရှင်ကနေစတင်ပါတယ်အမိုက်တွေကိုစီကမ်းမဲ့လမ်းမာတွေကိုစားတဲ့နေရာမှာတွေပဲရှားကြတယ်ပေါ့နော်အဲ့ဒါကပတ်ဝန်းကျင်အတွက်အရန်ကိုညဉ့်ညမ်းစေရပေါ့နော်ပြီးတော့မြင်လည်းမကောင်းပါဘူးအဲ့ဒါကိုချော့ချဖို့အတွက်ကိုတိုင်ကအမိုက်ပုံးထဲမှာစနစ်တကျပြစ်တဲ့အကျင့်ကိုကိုတိုင်ကစရပါမယ်အဲ့ဒါကနေပြီးတော့တစ်စင်းကိုယ့်ရဲ့တငယ်ချင်းမိသားစုပတ်ဝန်းကျင်ကိုလည်းတိုက်တွန်းနှိုးဆော်နိုင်မှာပါအဲ့ဒီအခြေခံကြပြီးတော့မှလွယ်ကူတဲ့ habit တစ်ခုကကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုယ့်ရဲ့ပတ်ဝန်းကျင်ညဉ့်ညမ်းခြင်းကိုရှော့ချပေးနိုင်တဲ့အကြောင်းအဲ့ဒီနေ့စားလို့ရပါတယ်